Bangkok University နဲ့ Rancid University နီးနားမှာရှိတဲ့ Netherlands Design ဆောက်လုပ်ထားတဲ့ Sea Praise Rancid 2 Towns ကိုလူကြီးမင်းတို့ထပ်မိတ်ဆက်ပေးမှာဖြစ်ပါတယ်။အင်းရတင်ကန်းဖွဲ့စည်းပုံ၄ရောက်တွေကိုကျွန်တော်အဲမှာသေးစိတ်လိုက်ပြပြပါမယ်ဗျ။ကျွန်တော်ခုပြပေးမှာတော့ Master 128 square meter ပဲဖြစ်ပါတယ်။ဒါကတော့ living room area ပဲဖြစ်ပါတယ်။ space ကလည်းတော်တော်လေးကျယ်ပါတယ်ဗျ။ဒီနောက်မှာဆိုရင် kitchen ဖွဲ့စည်းပေးထားတာကိုတွေ့ရပါတယ်။ဒါကတော့ပထမအိတ်ခမ်းပဲဖြစ်ပါတယ်ပထမအိတ်ခမ်းကို walking place အနေနဲ့ဖွဲ့စည်းပေးထားပါတယ်ဗျဒါကတော့ twine ပဲဖြစ်ပါတယ်အပေါ်ထပ်သွားကြည့်အောင်အပေါ်ထပ်မှာဆိုအိတ်ခမ်း၃ခမ်းထပ်မံဖွဲ့စည်းပေးထားပါတယ်ဗျဒါကတော့ဒုတိယအိတ်ခမ်းပဲဖြစ်ပါတယ်တော်လေးကိုလာပါတယ်ဗျသူရဲ့ကဲမှာဆိုရင်တတိယအိတ်ခမ်းထပ်မံဖွဲ့စည်းပေးထားပါတယ်ဒီဘက်ချမ်းမှာဆို twine လေးတစ်ခုဖွဲ့စည်းပေးထားပါတယ်ဗျဒါကတော့နောက်ဆုံး master bedroom အိတ်ခမ်းပဲဖြစ်ပါတယ်ခန်းဖွဲ့စည်းပုံလေးကတော်တော်လေးကိုလာပါတယ်ဗျအဲ့တော့ Sea Praise Rancid 2 Towns ကိုစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်လူကိုယ်တိုင်လာရောက်ကြည့်ရှင်လို့ဖြစ်ဖြစ်အောက်မှာပေးထားတဲ့ Viber နဲ့ဖုန်းနံပါတ်မှာဆက်သွယ်မြန်စုံစမ်းနိုင်ပါတယ်ထိုင်းနိုင်ငံမှာရှိတဲ့ကွန်ဒိုနဲ့လုံးချင်းဝယ်မယ်ဆိုတော့ GIG Thai House Pay ကိုဆက်သွယ်မြန်စုံစမ်းနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်